အားလုံးပဲမင်္ဂလာပါဒီချေကတော့ grade 12 maths ကိုသင်ကြားပေးနေတဲ့ဒီချေ math ဖြစ်ပါတယ်ဒီနေ့ဒီချေက parabola ရဲ့ standard form equation လေးကိုဆက်ပြီးတော့ရှင်းပြမယ်အရင်နေ့က y square equal to 4ph ဆိုတဲ့ equation လေးကိုရှင်းပြတယ်ဒီနေ့ y square equal to minus 4ph ဆိုတဲ့ equation လေးကိုဆက်ပြီးတော့ရှင်းပြမယ်y square equal to 4ph တုန်းက parabola လေးကဘယ်ဘက်ကိုလှည့်လဲညာဘက်ကိုလှည့်တယ် y square equal to minus 4ph ဆိုတဲ့အတွက် parabola လေးကဘယ်ဘက်ကိုလှည့်မလဲဆိုရင်left ဘက်ကိုလှည့်ပါမယ်အရင်တတိယပုံမှာ y square equal to 4ph ဆိုတဲ့အတွက် parabola လေးက open to the right ဒီနေ့ပုံသင်နည်းက y square equal to minus 4ph ပါသွားပြီလေ minus ပါသွားပြီအတွက် open to the left ကဲနံပါတ်1စဉ် the parabola is open to the leftဘယ်ဘက်ကိုလှည့်ပြီနံပါတ်2ဆက်အချက် parabola ဘယ်ဘက်ကိုလှည့်ပြီဆိုရင်နောက်တစ်ချက်ပါစဉ်းစားမယ် vertex ပုံမှန်တိုင်းပဲ vertex ကိုစဉ်းစားမယ် vertex ကရိုးရိုးတိုင်းပဲဘာရှိလဲ 0,0 နံပါတ်3ချက် focus ကိုစဉ်းစားမယ်focus ကိုစဉ်းစားတော့ focus က parabola ကဘယ်ဘက်ကိုလှည့်တယ် h ဝင်ရိုးကိုမူတည်ပြီးတော့ဘယ်ဘက်ကိုလှည့်တော့ h တန်ဖိုးကဘာဖြစ်မလဲ minus ဖြစ်သွားပြီ minus ဖြစ်တော့ focus နဲ့ vertex နဲ့အကွာအဝေးကဘယ်လောက်အကွာအဝေးလဲဆိုတော့ p အကွာအဝေးရှိတယ် parabola ကဘယ်ဘက်ကိုလှည့်တဲ့အတွက် p တန်ဖိုးက h တန်ဖိုးက minus ဒါကြောင့်မလို့ minus p ဆိုပြီးတော့ရေးလို့ရတယ်ပုံသင်နည်းမှတ်လို့ရတယ် minus p, 0ဒီလိုပဲ minus p, 0 focus စဉ်းစားပြီးပြီဆိုရင် directrix စဉ်းစားမယ် parabola က left ဘယ်ဘက်ကိုလှည့်တယ် directrix ကသူ့ရဲ့ဒီဘက်ခြမ်းမှာရှိမယ်ဒီဘက်ခြမ်းမှာရှိတော့ vertex နဲ့ focus နဲ့အကွာအဝေးက p ရှိတယ် p ရှိတော့ဒီဘက်က minus p အကွာအဝေးရှိရင်ညာဘက်မှာဘာအကွာအဝေးရှိမလဲ p အကွာအဝေးရှိမယ်ဘယ်ဝင်ရိုးပေါ်မှာရှိမလဲ h ဝင်ရိုးပေါ်မှာရှိမယ် h ဝင်ရိုးမှာရှိတယ်ဆိုရင် number 4 directrix h တန်မိုးဘယ်အမှတ်မှာဖြတ်မလဲအပေါင်းဘက်မှာဖြတ်မယ် h equal to ဘာတန်မိုးရမလဲ p တန်မိုးရမယ်ကဲနံပါတ်5မှာကြာရင်ဘာစဉ်းစားလို့ရပြီလဲ end point of lattice rectangle ကိုစဉ်းစားလို့ရပြီ end point of lattice rectangle ကိုရေးထားလိုက်အောင်မယ် end point of lattice rectangle ကဲ end point of lattice rectangle အကြောင်းပြောမယ်ဆိုတော့ဒီမှာဒီနဲ့ vertex နဲ့ focus နဲ့အကွာအဝေးက minus p h တန်မိုး minus p အကွာအဝေးအပေါ်မှာလည်း h တန်မိုးပါရှိမယ် minus p အောက်မှာလည်း h တန်မိုးအကွာအဝေးက minus p ရှိမယ်ဒီ lattice ဒီ h ဝင်ရိုးနဲ့ cap နဲ့အကွာအဝေးက p ရဲ့ဘယ်နှဆရှိလဲဆိုတော့2ဆလို့ပြောထားတယ်2ဆဆိုတော့ y ဝင်ရိုးအပေါ်တက်ရင် plus ဖြစ်မယ်ဒါကြောင့်မလို့ h တန်မိုးကတော့ minus p ပဲပြောင်းလဲမှုမရှိဘူး y တိုးသွားမယ် y တိုးတော့ y ကဘယ်နှဆတိုးမလဲ2ဆတိုးမယ် p ရဲ့2ဆဆိုတော့ minus p, 2p အောက်ကိုလည်း2ဆဆင်းမယ် h တန်မိုးက minus p ပဲ minus p ဆိုတော့ minus p 2ဆဆင်းတော့ y တန်မိုးကအောက်ကိုရောက်ရင် minus ဆိုတော့ minus p, minus 2p ဆိုပြီးတော့ပုံသင်နည်းလေးရမယ်ဒါကြောင့်မလို့ကျတော့ရေးမယ်ဆိုရင်မပြောင်းလဲတာက h တန်မိုးမပြောင်းလဲဘူး h တန်မိုးမပြောင်းလဲတော့ minus p, အပေါ်ကိုတက်တော့ p တိုးတယ်ဘယ်နှဆတိုးလဲ2ဆတိုးတယ်အပေါ်ကိုတက်တော့ y တန်မိုးအပေါင်းဆိုတော့ 2p and ဒီဘက်ကလည်း p တန်မိုးကမပြောင်း h တန်မိုးမပြောင်းလဲတော့ minus p အောက်ကိုဆင်းတော့ y ကယော့သွားတယ် 2p ပဲသူ2ဆဆိုတော့ 2p y တန်မိုးအောက်ဆိုတော့ minus 2p end point of lattice rectangle ရဲ့ပုံသင်နည်းက minus p, 2p and minus p, 2p ဆိုတဲ့ပုံသင်နည်းလေးကိုရရှိပါတယ်ဒါကဒီချက် open to the left နဲ့ open to the right အကြောင်းကိုပြောပြတာပါဒါအတူကမှတ်လင်းလေးပါ the parabola is y square equal to minus 4ph ဆိုတဲ့ minus ပါတဲ့ parabola ဘယ်ဘက်ကိုလှည့်မလဲဘယ်ဘက်ကိုလှည့်ပြီး to the left
ဘယ်ဘက်ကိုသွားပြီ vertex ကတော့ပုံမှန်တိုင်းပဲဘာရှိမလဲ0.0 vertex ကိုတိပြီးဆိုရင်ဘယ်ဘက်ကိုလှည့်ရတဲ့အတွက် focus က h ဝင်ရိုးရဲ့ဘယ်ဘက်မှာရှိတော့မယ် minus h ဝင်ရိုးရဲ့ဘယ်ဘက်ချမ်းဆိုတော့ h တန်ဖိုးက minus ရှိမယ်ဒါကြောင့်မလို့ minus b, 0 y တန်ဖိုးက0ပဲ direct ကကြတော့ h ဝင်ရိုးရဲ့ curve ကနောက်မှာရှိတော့ h တန်ဖိုး plus မှာသွားရှိမယ် plus မှာသွားရှိတော့ဒီဘက်က minus b ဆိုရင် h တန်ဖိုးကဘာရမလဲ b ရမယ် direct h equal to b end point of lateral return ကိုပြောမယ်ဆိုရင် h တန်ဖိုးကတော့ပြောင်းလဲမှုမရှိဘူး minus b အပေါ်သွားရင်လည်း h တန်ဖိုးပြောင်းလဲမှုမရှိဘူး minus b ဒါပေမဲ့ပယ်နဲ့စာတိုးသွားတယ် b ရဲ့2စာ 2b y ဝင်ရိုးအပေါ်ကိုတက်တဲ့အတွက် 2b y ဝင်ရိုးအောက်ကိုဆင်းတဲ့အတွက် minus 2b end point of lateral return ပုံနေနေရ minus b, 2b and minus b, minus 2b ဆိုတဲ့ပုံနေနည်းလေးတွေရပါတယ်အားလုံးကိုကျေးဇူး